ဒီနေ့ရှိုးပွဲလေးတစ်ခုရောက်ခဲ့ပါဒလိဆန်များရဲ့ပါဝါပြိုင်ပွဲဖြစ်ပါတယ်ပါဝါပြိုင်ပွဲမှာပထမဆုံးစပြိုင်တာကတော့ကြောင်လေးကသူ့ရဲ့ပါဝါအင်အားကိုထုတ်သုံးပြီးတော့ပြိုင်ခဲ့ပါတယ်သူ့ရဲ့ပါဝါအင်အားကြောင့်ပေးသက်တွေနားအုပ်ထားခဲ့ရပါတယ်နောက်တစ်ဖန်မြောက်ကလေးရဲ့လက်စွမ်းအင်ပေါ့သူကကြောက်တုံးလေးကိုမငါဆိုတာမြားလေးထွက်တယ်လို့ပဲကြောက်တုံးအောင်ပေါက်ကွဲပြီးထွက်သွားပါတယ်နောက်တစ်ဖန်စိတ်ကလေးကသူ့ရဲ့စွမ်းအင်နဲ့ပန်းတီးတီးလေးကိုအကြီးဖြစ်အောင်လုပ်ခဲ့ပါတယ်နောက်တစ်ပွဲကတော့ကြားနဲ့ကျွေးကြီးဖြစ်ပါတယ်သူတို့ရဲ့အတန်ပါဝါကိုအသုံးပြုပြီးပြိုင်ခဲ့ပါတယ်နောက်ဝက်ကလေးကလည်းသူ့ရဲ့ခွားပလာကိုအသုံးပြုပြီးကြောက်တုံးကြီးကိုမပြခဲ့ပါတယ်ဂျက်ဖာကြီးကတော့သူ့ရဲ့နှိုးဆက်ပုံစံလောက်တာအားလုံးခွေးလေးကတော့သူ့ရဲ့ကာကွယ်ခြင်းထိမှန်တဲ့တခင်ကာကွယ်မှုဆိုပြီးတိုင်းလေးနဲ့ရှင်းပြဟုတ်ကဲ့မင်္ဂလာပါဒီနေ့ပွဲမှာတော့အားလုံးကကောင်းကြပါတယ်ဒါပေမဲ့အကောင်းဆုံးကတော့မောင်စိတ်ကလေးဖြစ်ပါတယ်ခင်ဗျာကလေးရရှိသွားပါပြီသူကြညာခဲ့ဒီကလေးကအားလုံးကိုဒီမှုရှိခဲ့နောက်အကများနဲ့ထုတ်ပြီးခဲ့ပွဲစဉ်ကအဲ့မှာဟုတ်ကဲ့ကြိုက်နေတဲ့ရင်တော့လိုက်ရန် share လေးလုပ်ပြီးခဲ့ပါ